တသိန်းကျော်လေးကနေကင်လို့ရမယ် iPhone လေးတွေပါမယ်ဗျဒီဖုန်းအားလုံးဒီ ID ရှင်းမဲ့ reset ချလို့ရမယ်ဒီဖုန်းလေးရဆိုရင် 128GB လေး iPhone 7ပါ13000နဲ့ရပါမယ်ခင်ဗျဘက်ထရီ100ပါဘက်စုံအသုံးပြုရတာအဆင်ပြေပါမယ်ကင်မရာလေးတွေလည်းမိုက်ပါတယ်တေးသေးကြည်ကြည်လေးနဲ့ PC ညောင်းတောင်းလေးကိုကိုင်ကျင်နေဆိုရင်ဒါလေးက13000နဲ့ရပါမယ်ဒီကောင်လေးက iPhone 8လေးပါဗျ 64GB လေးပါဗျသူကတော့19000နဲ့ရပါမယ်ဗျ ID ရှင်းမယ် reset ချလို့ရပါမယ်ခင်ဗျဘက်ထရီတော့သူစားပစ်ထဲတော့ရောက်ပါပြီဘက်ထရီခံပါတယ်ဒီကောင်လေးကကြော SE လေးပါဗျ iPhone SE လေးပါသူလည်း ID ရှင်းမယ် reset ချလို့ရမယ် all file ပါဗျဒီကောင်လေးကကြောတော့2သိန်းခွဲနဲ့ရပါမယ်ဗျ iPhone SE 64GB ဒီကောင်လေးကဘက်ထရီဘယ်လောက်ရှိမလဲဒီကောင်လေးကဘက်ထရီ94ပါဗျ all file ပါဗျ ID ရှင်းမယ် reset ချလို့ရမယ်ဒီ iPhone 11လေးကကျတော့4သိန်းခွဲနဲ့ရပါမယ်ဗျသူကတော့ ID ရှင်းမယ် reset ချလို့ရမယ်ဗျဒီကောင်လေးက original မှန်ရင်လဲမှန်လေးဖြစ်ပါတယ်သူ original ဘက်ထရီလေးပါဗျ original ဘက်ထရီ88အားရှယ်ခံပါတယ်သူက 64GB ဖြစ်ပါတယ်ဗျဖုန်းအားလုံးဒီ ID ရှင်းမယ် reset ချလို့ရပါမယ်ဖိမရဘူးဗျနော်လေးလုံးတန်လေးတွေနဲ့သုံးမယ်ဗျာဖုန်းအားလုံး ID ရှင်းမယ် reset ချလို့ရပါမယ်ဝယ်မယ်ဆိုရင်ရန်ကုန်လဲတန်းကမာရွတ်မြို့နယ်စိုင်းငိန်နေရက်ွယ်စိုင်းငိန်9လမ်းအမှတ်44ကြိုင်လေးမိုဘိုင်းမှာရရှိနိုင်ပါတယ်ခင်ဗျာဝယ်မယ်ရောင်းမယ်ဆိုရင်စိုင်းတို့တာတိုက်ရိုက်ကြွရောက်လာနိုင်ပါတယ်ဝေးရမိတ်ဆွေများလည်းဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာလိုအပ်တာလေးတွေရှိရင်ဖုန်းဆက်လိုက်ပါကျွန်တော်တို့ကြိုင်လေးမိုဘိုင်းရဆိုရင်40138318ဤဖုန်းနံပါတ်တစ်လုံးလည်းပဲသုံးတာပါTikTok မှာအကောင့်တူတွေလူလိမ်တွေရှိတဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဝယ်တာရောင်းတာတွေအတူအပတွေဂရုစိုက်ကြပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ဆိုင်ရတော့ဒီမှာဖုန်းနံပါတ်လေးရေးပေးထားပါတယ်40138318ဒီဖုန်းတစ်လုံးပဲသုံးတာပါခင်ဗျာဖုန်းဒီပါညာလဲခက်ခဏထားမယ်ဆိုရင်ထားလို့ရပါတယ်လို့ကျေးဇူးတင်ပါတယ်ကြမ်းမှချမ်းသာကြပါစေခင်ဗျာ